ဒီနေ့မှာတော့အဓိကလက်နက်ဖြစ်တဲ့ Pinterest ကိုအသုံးပြုပြီးတော့ Digital Nomad အဖြစ်ကမ္ဘာအနှံ့ခရီးသွားနေရင်ပတ်စံနေတန်းချီဘယ်လိုရှာလဲဆိုတာကိုဝေမျှပေးချင်ပါတယ်။ Pinterest ဆိုတာဘာလဲ။ Pinterest ဆိုတာကလူမှုကွန်ရက်တစ်ခုလိုပါပဲ။ဒါပေမဲ့ပုံတွေဗီဒီယိုတွေကိုစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုဘုံလို့ခေါ်တဲ့ file လေးတွေနဲ့တွဲပြီးတော့စုဆောင်းထားလို့ရတဲ့နေရာတစ်ခုပါ။ဥပမာ fashion အစားအသောက်ခရီးသွားဒီဇိုင်းစတဲ့စိတ်ဝင်စားစရာအရာတွေကိုဘုတ်တွေခွဲပြီးတော့ကိုယ့်ရဲ့စိတ်ကူးတွေကိုတနေရာထဲမှာတင်စီထားနိုင်ပါတယ်။ Pinterest ကိုဘယ်လိုအသုံးချမလဲ။ပတ်စံရှာတာအပြင်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာအကျိုးရှိအောင် Pinterest ကိုအသုံးချနိုင်တဲ့နည်းလမ်းတွေလည်းအများကြီးရှိပါသေးတယ်။ thumbnail လုပ်ဖို့ idea တွေရှာပါ။ YouTube channel လုပ်နေတဲ့သူတွေအတွက် thumbnail ပုံလှလှလေးလုပ်ဖို့ idea အလွယ်တကူရှာလို့ရပါတယ်။ graphic designer တွေအတွက် inspiration graphic designer တွေအနေနဲ့ design ပုံစံအသစ်တွေအယောင်တွဲဆက်မှုပုံတွေနဲ့ပုံတွေအမျိုးမျိုးကိုမှီညမ်းပြီးတော့ idea တွေယူလို့ရပါတယ်။ video editor တွေအတွက် short video တွေရှာပါ။ video editor တွေအနေနဲ့ short video အပိုင်းစလေးတွေ transition လေးတွေနဲ့ effect တွေကိုရှာဖွေလို့ရပါတယ်။အလုပ်ရှာဖို့အတွက် portfolio CV design တွေရှာပါအလုပ်ရှာဖို့အတွက်ကိုယ့်ရဲ့ portfolio design CV form design တွေကိုလည်းစိတ်ကူးကောင်းကောင်းလေးရှာဖို့အတွက်ရှာဖွေလို့ရပါတယ်။ကိုယ်အသုံးပြုချင်တဲ့ပုံကိုနာမည်ရိုက်ထည့်လိုက်ရုံနဲ့အမျိုးအစားပေါင်းများစွာကိုအချိန်တိုတွင်ရှာတွေ့နိုင်ပါတယ်။ Pinterest ကနေပတ်စံရှာလို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ affiliate marketingဆိုတာကသူများရဲ့ပစ္စည်းကိုကိုကရောင်းပေးပြီးရောင်းရတဲ့ငွေရဲ့ရာခိုင်နှုန်းကို commission ပြန်ရတာမျိုးပါ။ဥပမာကိုက fashion စိတ်ဝင်စားရဆိုရင် fashion နဲ့ပတ်သက်တဲ့ပုံတွေကို Pinterest မှာတင်တယ်။အဲ့ဒီပုံလေးတွေမှာ Amazon, Zara စတဲ့ brand တွေရဲ့ affiliate link ကိုထည့်ထားမယ်။ကိုယ့်ရဲ့ပင်တွေကနေတဆင့်သူတို့ရဲ့ website တွေကိုရောက်ပြီးတော့ပစ္စည်းဝယ်လိုက်တာနဲ့ကိုက commission ရတဲ့ပုံစံမျိုးပါ။ကိုယ်တိုင်ပစ္စည်းလက်ခံပို့ဆောင်စရာမလိုဘဲနဲ့ငွေရှာလို့ရတဲ့အကောင်းဆုံးနည်းလမ်းပါ။ကိုယ်ပိုင် product တွေရောင်းတာ digital product တွေဖြစ်တဲ့ e-book, planner, digital app ဒါမှမဟုတ်ကိုယ်တိုင်ဖန်တီးထားတဲ့လက်မှုပစ္စည်းလေးဥပမာလက်ဝတ်ရတနာအဝတ်အထည်စတာတွေကို Pinterest မှာတိုက်ရိုက်ရောင်းလို့ရပါတယ်။ကိုယ့်ရဲ့ပင်တွေမှာ product ပုံလေးတွေနဲ့အတူဈေးနှုန်းလေးတွေထည့်ပြီးတော့ကိုယ့်ရဲ့ shop ကို link ချိတ်ထားလို့ရပါတယ်။ဝန်ဆောင်မှုတွေပေးတာ Pinterest မှာပညာရှင်တယောက်အနေနဲ့ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုကြော်ညာလို့ရပါတယ်။ဥပမာကိုက graphic designer ဆိုရင်ကိုယ့်ရဲ့ design portfolio ကိုပင်တွေနဲ့ပြသပြီးတော့ client တွေကိုဆွဲဆောင်နိုင်ပါတယ်။အဲ့လိုမျိုးဝန်ဆောင်မှုတွေပေးရင်းနဲ့လည်းငွေရှာနိုင်ပါတယ်။ traffic တိုးစီတာ Pinterest ကကိုယ့်ရဲ့ website ဒါမှမဟုတ် blog တွေအတွက် traffic ကြည့်ရှုသူတိုးစီဖို့အကောင်းဆုံးနေရာပါ။ကိုယ့်ရဲ့ blog post တွေ YouTube video တွေအတွက်ဆွဲဆောင်မှုရှိတဲ့ pins လေးတွေဖန်တီးပြီးတော့ traffic ကိုတိုးအောင်လုပ်နိုင်ပါတယ်။ traffic များလာတဲ့အမျှကြော်ညာဝင်ငွေရလည်းတိုးလာမှာပါ။ Pinterest မှာအောင်မြင်ဖို့အတွက်ဘယ်လိုလုပ်ရမလဲ။ niche ကိုတေချာရွေးပါ။ကိုကဘယ်အကြောင်းအရာကိုအဓိကထားပြီးတော့လုပ်မလဲဆိုတာကိုတေချာဆုံးဖြတ်ပါ။ကိုစိတ်ဝင်စားတဲ့ niche fashion ခရီးသွားအလှအပအဲ့ဒါကိုရွေးပြီးတော့အကြောင်းအရာကိုပုံမှန်တင်ပါဆွဲဆောင်မှုရှိတဲ့ pins တွေကိုဖန်တီးပါလှပတဲ့ပုံတွေအယောင်သွေးစုံနေတဲ့ဒီဇိုင်းတွေနဲ့စလုံးကောင်းကောင်းတွေသုံးပါဒါမှလူတွေကကိုယ့်ရဲ့ pins ကိုစိတ်ဝင်စားပြီးတော့နှိပ်ကြည့်မှာပါ keyword ကိုပညာရှိစွာအသုံးပြုပါလူတွေရှာဖွေနိုင်တဲ့စကားလုံးတွေကိုကိုယ့်ရဲ့ pins description title မှာထည့်သွင်းပါဒါမှကိုယ့်ရဲ့ pins ကိုလူတွေကပိုတွေ့မှာပါ analytics ကိုတေချာလေ့လာပါ Pinterest မှာ analytics ကြည့်ရှုသူစာရင်းကိုကြည့်လို့ရပါတယ်ဘယ် pins တွေကလူကြိုက်များလဲဘယ်အချိန်မှာလူတွေအများဆုံးကြည့်လဲစတာတွေလေ့လာပြီးတော့ကိုယ့်ရဲ့ content တွေကိုပိုကောင်းအောင်ပြင်ဆင်နိုင်ပါတယ်အစပိုင်းမှာတော့အလုံများပေမဲ့နောက်ပိုင်းမှာတော့ပုံမှန်ဝင်ငွေရလာပါတယ်တခါတလေဆိုရင်တစ်လဒေါ်လာ1000ချီအောင်ရပါတယ်အဲ့လိုမျိုးရတဲ့ပတ်စံတွေနဲ့ကဘာပတ်ပြီးခရီးသွားလို့ရပါတယ် Digital Nomad ဆိုတာပါလေDigital Nomad ဆိုတာကတော့ internet ရှိုံနဲ့ဘယ်နေရာမှမဆိုအလုပ်လုပ်ပြီးနေထိုင်သွားလာနိုင်တဲ့သူတွေကိုခေါ်တာပါလှပတဲ့ကမ်းခြေတစ်ခုမှာအနားယူရင် coffee ဆိုင်ကောင်းကောင်းလေးမှာ coffee တစ်ခွက်တောက်ရင်အလုပ်လုပ်ရတာအရန်ပျော်စရာကောင်းပါတယ်ဒီလိုမျိုးလွတ်လပ်ပြီးတော့ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ဖို့အတွက် Pinterest ကိုအကောင်းကောင်းအသုံးချလိုက်ပါဒီဗီဒီယိုလေးကနေသင်ခန်းစာတစ်ခုကိုရမယ်လို့မျှော်လင့်ပါတယ်
ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းတင်ပေးနေမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းအသုံးဝင်တဲ့အကြောင်းအရာလေးတွေအများကြီးထပ်တင်ပေးပါမယ်